မိတ်ဆွေ Formula 1မှာ Champion မဖြစ်လို့ရှိရင် Legend မဟုတ်ဘူးလို့ထင်ကြပါတယ်။ဒါပေမဲ့ cut မရှိပဲ great ဖြစ်ခဲ့တဲ့ driver တွေအများကြီးရှိပါတယ်။အားလုံးမင်္ဂလာပါ။ F1 ကို YouTube တူ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာ media တွေကမမြင် history ကမဖော်ပြခံရ fan တွေရဲ့လေးစားသင့်တဲ့ underrated F1 driver တွေကိုပြောပြပေးသွားပါမယ်။ underrated ဆိုတာနှေးတယ်လို့ပြောတာမဟုတ်ပါဘူး။တင်အမားတွေ error အမားတွေ marketing မရှိတာတွေကန်ဆိုးတာတွေကြောင့်ထဲလန့်ကိုမမြင်ရခဲ့တာဖြစ်ပါတယ်။နံပါတ်1 Nick Healthy က consistent ဖြစ်တယ် technical တွေကိုနားလည်တယ်ဒါပေမဲ့အနိုင်ရရှိတဲ့ကားကိုမရရှိခဲ့ပါဘူး။ Korean တွေအများကြီးရရှိခဲ့တယ်ဒါပေမဲ့အနိုင်မရရှိခဲ့ပါဘူး။ဒါပေမဲ့ထင်းတွေကတော့ဆက်လက်ယုံကြည်ခဲ့ပါတယ်။နံပါတ်2 Ruben Barrichello လူတွေက Swiss Shoe Master ရဲ့ assistant လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ speed race IQ တွေ longevity တွေအားလုံးမှာတော့သူက top level ပါပဲဒါပေမဲ့ round timing ဖြစ်ခဲ့ပါတယ်ဒါကြောင့်အရေးထဲမှာပဲหนีခဲ့ရတာပါနံပါတ်3 Jackson Button ကို smooth driver လို့မြင်ကြပါတယ်ဒါပေမဲ့ race reading တွေ tire management တွေ weather judgment တွေကတော့ elite level မှာပဲရှိပါတယ် champion ဖြစ်ပြီးရတာကို respect အပြည့်မရခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နံပါတ်4 David Condor ကတော့ shoes master Hannibal တို့နဲ့တခစ်တည်းပြေးခဲ့ရတဲ့သူတစ်ယောက်ပါအနိုင်တွေလည်းရရှိခဲ့တယ် experience တွေလည်းအများကြီးရရှိခဲ့တယ်ဒါပေမဲ့ media spotlight ကိုမရရှိခဲ့ပါဘူးနံပါတ်5 Sergio Perez အစောပိုင်းမှာ pay driver လို့အခေါ်ခံရပေမဲ့ tire whisperer တွေ defensive master တွေ team player တွေရှိခဲ့တဲ့သူတစ်ယောက်ပါဒါပေမဲ့တိတ်ပြီးတော့နာမည်မကျော်ကြားခဲ့ပဲနဲ့အနိုင်ရရှိတော့မှသူ့ရဲ့ talent တွေကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ဘာလို့ underrated driver တွေ F1 မှာရှိနေတာလဲအကြောင်းရင်းကတော့ media တွေကြောင့် champion obsession တွေကြောင့် storyline preference တွေကြောင့်ပါF1 က sport တွေမဟုတ်ပါဘူး entertainment တစ်ခုပါဒါကြောင့်ဒီຢာတွေလည်းလိုအပ်ပါတယ်အနိုင်ရရှိမှုမရှိ champion မရှိဒါပေမဲ့ကားရဲ့ over performance တွေ teammate ရဲ့ပူးပေါင်းကူတည်ဆောက်မှုတွေ consistency တွေဒါတွေကိုကြည့်လို့ရှိရင်တကယ် real talent quality ကိုမြင်ရပါတယ် hardcore fan တွေက underrated driver တွေကိုပို့ပြီးတော့နားလည်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကဒူများကြိုက်တဲ့သူနောက်ကိုမလိုက်ဘဲနဲ့ hardcore fan တွေကြိုက်တဲ့သူတွေနောက်ကိုသာလိုက်လို့ဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုကိုအချင်းချုပ်ကြည့်လိုက်အောင်underrated driver တွေဆိုတာကံမကောင်းတာတွေ media တွေပေါ်မှာတိတ်ပြီးတော့ပွဲမဆူတာတွေကြောင့်နာမည်မကြီးခဲ့ပေမဲ့သူတို့ရဲ့ talent ကတော့အရန်ကိုကောင်းခဲ့ပါတယ် Formula 1မှာတမိုင်းရပဲနိုင်ရရှိသူတွေကိုမှတ်တမ်းတင်တာဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ပွဲကိုတကယ်နားလည်လို့ရှိရင်ဒီလို underrated တွေကိုမေ့လို့မရပါဘူးဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like comment နဲ့ subscribe လုပ်ပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်